ဆိုတာရှည်လျားတဲ့ခရီးတစ်ခုဖြစ်ခဲ့ရင်ကိုယ်တိုင်ကပဲလမ်းကြောင်းဖောက်တဲ့သူဖြစ်ကြမှာပါဘဝဆိုတာကလွယ်တဲ့ game တစ်ခုမဟုတ်ဘူးဒါပေမဲ့မဖြတ်တန်းနိုင်တဲ့အတားအဆီးတစ်ခုလည်းမဟုတ်ပါဘူးဒါကဒီဇက်လန်းမှာကိုကပဲမင်းသားကိုကပဲဇက်ဆောင်ပေါ့နော်ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းကဇက်ကွက်တစ်ခုကိုကဖန်တီးလို့ရတယ်ပေါ့အခုလက်ရှိအချိန်ကိုကိုရီးယားအသုံးပြုမယ်ပေါ့နော်ကျွန်တော်တို့ကအတိတ်ကိုလှန်ပြီးတော့နာကျင်စရာတွေကိုတွေးနေမယ်အနာဂတ်ကိုကကြောင်းကြနေတဲ့ခါကြလို့ရှိရင်အခုဆိုတဲ့အချိန်ရဲ့တန်ဖိုးကိုကျွန်တော်တို့ကလွဲချော်သွားမှာပေါ့ဥပမာဒီနေ့မနေ့ကျွန်တော်တို့ကကော်ဖီတစ်ခွက်တောက်ရင်းနဲ့နေဝင်ချိန်ရဲ့ခံစားမှုကိုချစ်တဲ့သူတယောက်ကိုချစ်တယ်လို့ပြောဖို့ပေါ့နော်ဒါလေးတွေကတင်းငယ်တယ်ဆိုပေမဲ့ဘဝရဲ့အတိတ်ပဲတစ်ခုဖြစ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကကောင်းကောင်းနားလည်ဖို့လိုတယ်တကယ်လို့ကိုကဘဝမှာအနိုင်မခံရှုံးမပေးပဲနဲ့ဘဝမှာစံတတ်မှုတွေကြရှုံးမှုတွေရှိမှသာအောင်မြင်မှုရဲ့အရာတာကိုသိမှာပေါ့နော်ကျွန်တော်တို့ကများမှားလေကျွန်တော်တို့ကအဲ့ဒီအမားတွေကနေသင်ခန်းစာယူရမှာပေါ့နော်ဥပမာကျွန်တော်တို့ကငငယ်လေးက7ဘိန်းစီးတဲ့ခါကျလို့ရှိရင်10ချိန်လေးကြာမယ်ဒါပေမဲ့17ချိန်ရောက်မှကျွန်တော်တို့က7ဘိန်းစီးတက်သွားမယ်ပေါ့နော်အဲ့ဒီနီးလန်းပါပဲကိုယ့်ကိုယ်ရှင်ပြန်ရမှာပေါ့နော်တခြားသူတွေနဲ့ရှင်နေပြီးစိတ်တက်ကြနေတာတွေကျွန်တော်တို့ကအဆင်မပြေပါဘူးဘာဖြစ်လို့လဲဆိုတော့သူများရေးပြီးသားပကြီကာနဲ့ကျွန်တော်တို့ကအခုမှဆွဲတဲ့ပကြီကာနဲ့တော့လုံးဝကိုနှိုင်းရှင်လို့မရဘူးပေါ့နော်အဲ့ကြောင့်မို့ကိုကတနေ့ကိုကြိုက်နေတဲ့ရာကျွန်တော်တို့စာအုပ်တောက်ကိုဖတ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်လအတွင်းမှာစာအုပ်တောက်ပြီးနိုင်တယ်ပေါ့နော်အဲ့လိုပါပဲပြီးသွားတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ကကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူရပါမယ်ကျွန်တော်တို့ငငယ်လေးက7ဘိန်းစီးရတာကျွန်တော်တို့အရွယ်ရောက်လို့ရှိရင်ကားမောင်းနိုင်တာပေါ့နော်ကျေးဇူးတင်စရာတွေကိုကျွန်တော်တို့ကလေ့ကျင့်ယူရပါမယ်ယူတင်ရမယ်ပေါ့နော်ကိုယ့်ရဲ့ပါတနာပေါ့နော်ကိုယ့်ရဲ့ relationship ကိုယ့်ရဲ့မိဘကိုယ့်ရဲ့ငယ်ချင်းတိုင်းဝိုင်းတွေကိုကျေးဇူးတင်ရမှာပေါ့နော်နေ့တိုင်းပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ပန်းနိုင်တွေစီကိုသွားနေရင်းမှာကျွန်တော်တို့ရဲ့ဟာလာအတွေ့အကြုံတွေကိုကျွန်တော်တို့ကရယူရမှာဖြစ်ပါတယ်ဥပမာအလုပ်လုပ်တာဘော်ဒါတွေနဲ့ကိုရီးယားလက်ဖက်ရည်ဆိုင်ထိုင်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့လုပ်ငန်းအကြောင်းတွေကျွန်တော်တို့ဘဝရဲ့အကြောင်းတွေကိုတယောက်နဲ့တယောက်တိုင်မဆွေးနွေးမယ်ပေါ့နော်ဘဝဆိုတာကကျွန်တော်တို့ကရေကန်ကြီးမဟုတ်ဘူးပေါ့နော်လိုင်းတဘိုးတွေနဲ့ပြည့်နေနေတဲ့ပင်လယ်ပြင်အဲ့ဒီမှာကျွန်တော်တို့ကကြိုးကြိုးစားစားကူးခတ်မှတာလေသူများထက်တာတဲ့သူများထက်တာလုံးတဲ့ဘဝတွေကိုရမှာပေါ့နော်ဒီဗီဒီယိုလေးကကျွန်တော်တို့မိတ်ဆွေတွေအတွက်တစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်subscribe လေးပေးခဲ့ပါအောင်ဘေးကခေါင်းလောင်းလေးကိုမတီးရသေးဘူးဆိုလည်းဘေးကခေါင်းလောင်းလေးကိုတီးခဲ့ပြီးပါအောင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံမယ် bye bye